မင်္ဂလာပါခင်ဗျာကျွန်တော်တို့နဲ့3မိနစ်မြန်မာ YouTube နဲ့ Facebook Channel ကနေတိုက်ရိုက်တင်ဆက်ပေးနေတဲ့စစ်ရေးသတင်းသုံးသပ်ချက်အစီအစဉ်ကနေကြိုဆိုလိုက်ပါတယ်ခင်ဗျာဒီကနေ့တင်ဆက်ပေးမယ့်သတင်းတွေထဲမှာဖားကန်ကစခန်းသိမ်းတိုက်ပွဲတွေမိထီလာလေးတပ်စခန်းဒုံးကြီးနဲ့ပစ်ခတ်ခံရမှုတွေအပြင်စစ်ကောင်စီရဲ့လေကြောင်းကနေအရသားတွေကိုပြစ်မှတ်ထားတပ်ဖြတ်နေတဲ့သတင်းတွေကိုပြည့်ပြည့်စုံစုံပါဝင်တာမို့အဆုံးထိနိုင်စင်ဖေးကြဖို့တိုက်တွန်းလိုက်ပါတယ်ခင်ဗျာသတင်းဦးအနေနဲ့ကချင်ပြည်နယ်ကသတင်းကိုတင်ဆက်ပေးပါရစေ2026ခုနှစ်ဧပြီလ2ရက်နေ့အနက်အစောပိုင်းမှာဖားကန်မြို့ကမော်ဝမ်းကြီးမော်ဝမ်းလေးမရှိကထောင်ဖားပြင်နဲ့ယူမာချေးရွာတွေမှာအခြေစိုက်ထားတဲ့စစ်ကောင်စီတပ်တွေကို KIA နဲ့ KPDF ပူးပေါင်းတပ်တွေကအောင်မြင်စွာဝင်ရောက်တိုက်ခတ်ခဲ့ပါတယ်။ဒီတိုက်ပွဲမှာရန်သူစခန်း3ခုကိုပြန်လည်သိမ်းပိုက်နိုင်ခဲ့ပေမဲ့စစ်ကောင်စီကတော့ရုံမာစွာပဲလက်နက်ကြီးနဲ့လေကြောင်းကနေပစ်ခတ်ခဲ့လို့ကလေးငယ်2ဦးအပါအဝင်အရက်သား6ဦးဒဏ်ရာရရှိခဲ့ပါတယ်။စစ်ရေးအရအရေးပါတဲ့တိုက်ပွဲတစ်ခုကတော့မန္တလေးတိုင်းမိထီလာမြို့မှာဖြစ်ပွားခဲ့တာပါ။ဧပြီလ2ရက်နေ့မှာမိထီလာရှမ်းတဲလေတပ်စခန်းကို Brave Warriors for Myanmar နဲ့မဟာမိတ်အဖွဲ့တွေက109မမ်ရှော့တိုးဒုံး10လုံးနဲ့ပစ်ခတ်တိုက်ခိုက်ခဲ့ပါတယ်။ဒါအပြင်မကွေးတိုင်းစလင်းမြို့နယ်တက်တုတမန်အနီးမှာလည်းဒေါင်းညီနောင်ပျောက်ကြားတပ်ဖွဲ့ရဲ့ကြားချက်တိုက်ခိုက်မှုကြောင့်စစ်သားနဲ့ရဲ3ဦးသေဆုံးခဲ့တယ်လို့ပခုတ်မြို့နယ်မှာလည်း PDF ပူးပေါင်းတပ်တွေရဲ့ဒရုန်းတိုက်ခိုက်မှုကြောင့်စစ်သား9ဦးဒဏ်ရာရရှိခဲ့ပါတယ်။တနင်္သာရီတိုင်းတရက်ချောင်းမြို့နယ်ကဝင်းဝတပ်စခန်းမှာတော့စစ်ကောင်စီကအင်အားအများများနဲ့ပြန်လည်ထိုးစစ်ဆင်လာလို့ ANLA ပူးပေါင်းတပ်တွေဘက်ကယာယီဆုတ်ခွာပေးခဲ့ရတဲ့အခြေအနေရှိနေပါတယ်။အခုဆက်လက်ပြီးစစ်ကောင်စီရဲ့ရဲရဲဆက်ဆက်ကျူးလွန်မှုတွေကိုတင်ဆက်ပါရစေ။ဧပြီလ1ရက်နေ့မှာရခိုင်ပြည်နယ်တန်တွဲမြို့နယ်ငပလီမြို့အဝင်းကိုစစ်ကောင်စီကဂျက်ဖိုက်တာ4စီးနဲ့ဘုံအလုံး30ခန့်ကျဲချခဲ့ပါတယ်။ဒီတိုက်ခိုက်မှုကြောင့်ကလေးငယ်2ဦးအပါအဝင်မိသားစုဝင်4ဦးပွဲချင်းပြီးတေဆုံးခဲ့ရပါတယ်။စကိုင်းတိုင်းဝက်လက်မြို့နယ်မှာလည်းဧပြီလ3ရက်နေ့မွန်းလယ်ပိုင်းမှာမင်းကုန်းကြီးကျေးရွာဖုန်ကြီးကျောင်းကိုဂျက်ဖိုက်တာ2စီးနဲ့ဘုံကျဲခဲ့လို့နေအိမ်10လုံးကျစီးပြီးပြည်သူတောင်းအချီစစ်ပေးရှောင်နေရပါသေးတယ်။မကွေးတိုင်းကန်ကောမြို့နယ်ဇီးပြားကျေးရွာကလည်းမတ်လ31ရက်နေ့ကတွိုက်ကွဲမရှိပဲဘုံကျဲခံရလို့ကလေးငယ်2ဦးဒဏ်ရာရရှိခဲ့ပါသေးတယ်။နိုင်ငံရေးအရေးအကွေးလဲမုံအနေနဲ့နေပြည်တော်မှာဧပြီလ2ရက်နေ့ကမင်းအောင်လှိုင်နန်းနီနီအေးနဲ့ညိုစောတို့ကိုလူသမ္မတတွေအဖြစ်အတည်ပြုခဲ့ပြီးဧပြီလ3ရက်နေ့မှာတော့မင်းအောင်လှိုင်ကိုသမ္မတအဖြစ်တင်မြှောက်ဖို့စီစဉ်နေပါတယ်။မိဘပြည်သူများခင်ဗျာလက်ရှိအခြေအနေကိုသုံးသပ်ရရင်စစ်ကောင်စီကမြေပြင်မှာအထိနာနေလို့လေကြောင်းအင်အားကိုတုံးပြီးအရက်သားတွေကိုပြစ်မှတ်ထားချင်းချောက်နေတာထင်ရှားပါတယ်။ຫນွေဦးဒေါ်လာကြီးအဖွဲ့ရဲ့အနေနဲ့ရန်သူနောက်တန်းလေတပ်စခန်းတွေကိုချင်းချောက်နိုင်လာတာဟာအားတက်စရာပါ။ဒါပေမဲ့မကွေးတိုင်းတရက်ခါရေနံမော်ဖြစ်စဉ်လိုမျိုးတော်လိုင်းအဖွဲ့အချင်းချင်းအုပ်ချုပ်ရေးနဲ့တရားစားရခွေးဝေမှုအငင်းပွားတာတွေကိုအမြန်ဆုံးဖြေရှင်းဖို့လိုအပ်ပါတယ်။ကျွန်တော်အနေနဲ့အကြံပြုချင်တာကတော့နံပါတ်1 NUG EAO PDF ဂျာမာညီညွတ်ရေးကိုဦးစားပေးပြီးတရားစားရခွေးဝေမှုမူဝါဒရှင်းလင်းစွာချမှတ်ဖို့နံပါတ်2ရန်သူလေကြောင်းရန်ကာကွယ်ရေးအတွက်ဒရုန်းဖြူဟာတွေအဆင့်မြင့်တင်ဖို့နဲ့ရန်သူလေတပ်စခန်းတွေကိုထိမှတ်ထားတိုက်ခိုက်ဖို့နံပါတ်3သိမ်းပိုက်နိုင်မြေတွေမှာအုပ်ချုပ်ရေးရန်တနာခိုင်မာအောင်တည်ဆောက်ဖို့နဲ့နံပါတ်4စစ်ကောင်စီရဲ့အတူအယောင်ရွေးကောက်ပွဲကိုနိုင်ငံတကာအတိအမှတ်မပြုအောင်တန်တမရေးအရထိုးစစ်ဆင်ဖို့ပဲဖြစ်ပါတယ်မိမပြည်သူများခင်ဗျာကျွန်တော်တို့ရဲ့ຫນွေဥတော်လိုင်းရေးကိုတကယ်အားပေးတယ်ဆိုရင်အခုလိုစစ်ရေးတလူသုံးသက်ချက်တွေကိုအများပြည်သူပုံမသိရှိအောင်များများ share ပေးကြဖို့တောင်းဆိုချင်ပါတယ်ကျွန်တော်တို့ရဲ့ channel ကိုလည်း follow နဲ့ like လုပ်ပေးထားကြပါဦးခင်ဗျာအားလုံးပဲဘေးကင်းကြပါစေအရေးတော်မွန်အောင်ရမည်